နောက်ဆုံးနော်ပြည်သူတွေကဘလို့မှနော်မခံနိုင်တော့လို့ရှိရင်တော့အုံကြွပောက်ကွဲမှုကြီးကဖြစ်လာနိုင်တယ်ဖြစ်လိမ့်မယ်လို့ပြောတာမဟုတ်ဘူးနော်ဖြစ်လာနိုင်တယ်ပြည်သူတွေကဘလောက်သိခံနိုင်စွမ်းရှိမလဲပြည်သူတွေဘလောက်အောင်ဤခံမလဲနော်ပြည်သူတွေဘလောက်ထအောင်တောင့်ခံမလဲအေးပြည်သူတွေတောင့်ခံတဲ့လောက်ကတော့မင်းအောင်လိုင်းတို့ကတော့ပလင်ပေါ်မှာမြဲမှာပေါ့နော်တကယ်လို့ဒါပြည်သူတွေကတောင့်မခံတော့ဘူးနော်ပြည်သူတွေကလုံးဝကိုဓာရီအားလုံးရဲ့တရားခံသည်မင်းအောင်လိုင်းကြောင့်နော်မင်းအောင်လိုင်းကြောင့်ဆိုပြီးတော့အကုန်လုံးကနော်ဒါကိုမင်းအောင်လိုင်းကိုရအောင်တော်လှန်ကြမယ်ဆိုရင်ဖြင့်ပြည်သူတွေအခုကြုံတွေ့နေရတဲ့ဝိဒုက္ခဆင်းရဲတွေကနေဆင်းရဲမွဲတေမှုတွေကနေပြီးတော့ကျွန်တော်တို့လွတ်မြတ်ရလမ်းစပေါ်ကိုကျွန်တော်တို့ရောက်လိမ့်မယ်အခုလောလောဆယ်ကတော့ကျွန်တော်တို့ဂျန်စီတွေကတော့တော်လှန်နေကြတာပဲနော်သို့တော့လူဒန်းစားအသီးသီးပေါ့နော်လူဒန်းစားအသီးသီးအကုန်လုံးကနေပြီးတော့အုံကြွလာပြီဆိုလို့ရှိရင်ပြည်တင်းလို့ရှိရင်ဘယ်သူမှအားလုံးပဲမင်္ဂလာပါ Prime News Channel ကနေကြိုဆိုပါရစေသတင်းတူတူနားဆင်ကြည့်ပါမနေနိုင်ပြည်သူသည်အခိုင်ပါဆုံးအာဏာဖြစ်တယ်နော်ပြည်သူကတင်းရင်ဒီကောင်တွေဘယ်လို့မှနေလို့မရဘူးပြည်သူတွေအုံကြွပောက်ကွဲလာလို့ရှိရင်တော့မင်းအွန်လိုင်းတို့ခွေးပြေးဝက်ပြေးရလိမ့်မယ်နော်သူဘာသူယူနီဖောင်းပဲဝက်နော်ပစိုးပဲပြောင်ဝက်ဘာပဲဝက်ဒီကောင်တွေတအုပ်လုံးသည်ပြည်သူကတကယ်လို့မြန်စာဝတ်နေထွေအကျက်တဲတွေကြောင့်ပြည်သူတွေကအကုန်လုံးကအုံကြွပြီးတော့ပောက်ကွဲထွက်ရင်တော့ဒီကောင်တွေပြေးရလိမ့်မယ်ကျွန်တော်တို့မြန်မာပြည်မှာရေကြီးတာတွေဖြစ်ခဲ့တယ်ငလျင်လှုပ်တာတွေဖြစ်ခဲ့တယ်အဆိုးဆုံးကတော့ကိုဗစ်တွေဖြစ်ခဲ့တယ်သို့တော့အဲ့ဒီကာလမှာနော်အဲ့ဒီကာလမှာကိုဗစ်မှာဆိုရင်တော့အဆိုးဆုံးပါနော်မင်းအွန်လိုင်းတို့ကဆေးတွေပိတ်ပင်တာတွေလုပ်တယ်အောက်ဆီဂျင်ပိတ်တာတွေလုပ်တယ်နောက်ပြည်သူတွေကိုဆေးမကုပေးဘူးအဲ့ဒီကာလမှာတောင်မှမင်းအွန်လိုင်းတို့ကပြည်သူတွေကိုရအောင်ဖိနှိပ်ခဲ့သေးတာကိုတော့ကျွန်တော်တို့တွေ့ကြရမှာဖြစ်တယ်နော်ဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ပြည်သူတွေကနော်ပြည်သူကနေပြည်သူကိုကူတယ်ဆိုတဲ့ပုံစံအတိုင်းပေါ့ဗျာနော်ပြည်သူတွေကဘယ်လိုဖြစ်တယ်လဲဆိုတော့ကျွန်တော်မြန်မာပြည်မှာလူမှုကူညီရေးအသင်းတွေပေါ့ဗျာနော်ပြည်သူတွေကတယောက်ငှက်လို့ရှိရင်တယောက်မနေနိုင်ဘူးတယောက်ဒုက္ခရရင်တယောက်မနေနိုင်ဘူးဒီလိုနေထားဖြစ်တဲ့အခါကျတော့ကူညီကြတယ်ပရာဟိတတွေကကူညီကြတယ်အဲ့ဒီပရာဟိတတွေကူညီလို့သာမင်းအောင်လိုင်းတို့လည်းဆက်ပြီးတော့နော်အသက်ရှူချောင်ပြီးတော့အာဏာတည်မြဲနေတာတကယ်လို့မြန်အဲ့ပရာဟိတတွေကပါမကူညီနိုင်တော့ဘူးဆိုရင်တော့မင်းလိုင်းတို့သွားပြီဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရှင်သန်ရေးကအခြေခံအကြဆုံးကိုနော်ကျွန်တော်ဒါလူပေါင်းလောကမှာဆိုဘယ်လူမျိုးဘယ်နိုင်ငံမှာမဆိုရှင်သန်ရေးကအခြေခံအကြဆုံးကျွန်တော်တို့ဒီနိုင်ငံလိုတိုင်းပြည်တွေမှာဆိုရင်နော်ကျွန်တော်အခုဆိုရင်အင်္ဂလန်နိုင်ငံမှာပြည်သူတွေကိုဒီနိုင်ငံအစိုးရတွေကဘာလုပ်ပေးထားလဲဆိုတော့အလုံးမရှိလို့ရှိရင်လူမှုဖွံ့ဖြိုးရေးရုံးတွေရှိတယ်အလုတ်ရှာပေးတဲ့ရုံးတွေရှိတယ်အဲ့ဒီကနေပြီးတော့ပတ်စံကိုလစဉ်ထည့်ပေးတယ်ပြီးရင်အလုတ်ကိုဝိုင်းရှာပေးတယ်နော်ပြီးတဲ့အခါကျတော့အလုံးမရှိတဲ့လူတွေအတွက်ကိုသူတို့ကအိမ်ဒီပါတွေဆိုလို့ရှိရင်လည်းပေးတယ်အိမ်ကိုပေးတဲ့အပြင်အိမ်လာကဆိုလို့ရှိရင်လည်း discount ပေါ့ short ဈေးထပ်ပေးသေးတယ်ဒါအင်္ဂလန်တနိုင်ငံနဲ့မဟုတ်ဥရောပတိုင်းပြည်တော်တော်များများနောက် American တို့ကနေဒါတို့ဆိုဒီလိုပဲအဲ့ဒါကဘာလဲဆိုတော့တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အစိုးရတွေပေါ့ဗျာနော်အဲ့လိုတွေကနေပြီးတော့ဆိုလို့ရှိရင်အဲ့လိုလုပ်ပြီးတယ်ဆိုတော့တက်ကြီးရွယ်အိုတွေနော်ကျမကြီးစောင့်ရှောက်မှုတွေငွေကြေးမတက်နိုင်ဘူးဆိုလို့ရှိရင်ဒီကနေပြီးတော့တို့တွေဘာလုပ်ပြီးလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ကျမကြီးစောင့်ရှောက်မှုပေါ့ဗျာနော်အဲ့ဒါတွေကိုစနစ်တကျလုပ်ပြီးတယ်နော်ငွေကြေးကိုပူစရာမလိုဥပမာဆိုအင်္ဂလန်မှာဆိုလို့ရှိရင်ကျွန်တော်တို့တောင်းဘာယောဂဖြစ်နော် NHS ဆိုတာရှိတယ်ကျမကြီးစောင့်ရှောက်မှုပြီးတယ်တို့ကရှိတဲ့အခါကျတော့ဘာမှပြည်သူတွေကဒီလောက်ကြီးပူစရာမလိုဘူးဒီလိုမျိုးတာဝန်ခံမှုတာဝန်ယူမှုရှိတယ်နော်အေးမြန်မာပြည်မှာကကျွန်တော်တို့ရှိမှာကရထားတာကအခုရောက်နေတာကပလင်ဘော်ကိုတက်နေတာခွေးလေနော်စစ်ခွေးကပလင်ဘော်တက်နေတာဆိုတော့ဒီကောင်နေသည်အာနာရှင်တွေဖြစ်တယ်အဲ့တော့ပြည်သူကိုလူလို့မထင်တဲ့သူတွေဖြစ်တယ်အဲ့တော့ဒီကောင်တွေကတော့ပြည်သူရဲ့အကျိုးစီးပွားကိုဘာမှသယ်ဖို့မှမဟုတ်ဘူးနော်ပြည်သူတွေရဲ့ဘဝကိုလည်းသူတို့စာနာမှလည်းမဟုတ်နားလည်းမှလည်းမဟုတ်ကိုချင်းစာမှလည်းမဟုတ်ဘူးအဲ့တော့သူတို့ကဘဒုသေးသေးငတေမာရင်ပြီးရောဆိုတဲ့ခံယူချက်ပဲသူတို့မှရှိတယ်ပြည်သူတွေဘလောက်ငတ်ပြည်သူတွေဘလောက်သေးသေးသူတို့မိသားစုလေးတစုလောက်
သူတို့တွေနော်အေးစိနေလို့ရတယ်ဆိုလို့ရှိရင်သူတို့ကပြည်သူကိုလုံးဝကိုလှဲ့ကိုမကြည့်ဘူးဒီလိုအနေထားတော့ရှိတယ်အဲ့တော့ကကျွန်တော်တို့မြန်မာပြည်သူတွေရဲ့အနေထားကကျွန်တော်တို့တွေနော်မလွဲမသွေရွေးချယ်စရာလမ်းမတစ်ခုပေါ်တော့ပြည်သူတွေရောက်လာကြလိမ့်မယ်နဲ့တူတယ်နော်ဘလို့မှကျွန်တော်တို့ပြည်သူတွေမအောင်နိုင်တော့တဲ့အချိန်တောက်မခံနိုင်တော့တဲ့အချိန်တခါကျွန်တော်တို့ဒီပရာဟိတအသင်းနေနော်လူမှုကယ်ဆယ်ရေးအသင်းနေပုဂ္ဂလိကအသင်းနေဒါတွေကနော်သူအစိုးရအမိခံအဖွဲ့တွေကမြန်မာပြည်မှာခက်ဆက်ဆက်ဘာမှလုပ်ပေးတာမဟုတ်အဲ့တော့သူတွေကလေပြည်သူတွေကိုသူတို့ကိုယ်တိုင်တော့မကူညီနိုင်တော့ဘူးဆိုရင်ဆိုပါတော့ဗျာခင်ဗျားမှာပတ်စံဘယ်လောက်ရှိရှိအခုစီဝယ်ဖို့ဆိုတာကဝယ်ကြတိုင်းဝယ်လို့မရတော့အဲ့တော့လူတွေကတချို့ပြောမယ်စီဆိုတာပတ်စံပေးဝယ်လို့ရမှာ no မဟုတ်ဘူးကဘာမှာကိုစီပြတ်နေတာဘာကြောင့်လဲဆိုတော့ American နဲ့ Iran ရဲ့စစ်ပွဲကြောင့်ဒီစစ်ပွဲကလည်းဆက်ပြီးတော့ကျွန်တော်တို့လေ့လာကြည့်ရတော့ကြာသွားနိုင်တဲ့အနေအထားရှိတယ်နော် Iran ကလည်းသူ့ရှိမှရှိသမျှလက်နက်တွေနဲ့ပြန်ပြီးတော့ American ပြန်ချနေတယ် American ကလည်း Iran မြေကိုဒီကုန်းတက်ကပေါ့ဗျာကြီးတက်အင်အားကိုလုံလုံလောက်ကြီးမပို့သေးဘူးတကယ်တော့ American ကအီရန်ကိုသွားပြီးတော့လေကြောင်းကနေမဟာဗျူဟာမြောက်ပဲခြေမုံမယ်ဆိုပြီးတော့သူကခြေတစ်ဖက်သွားချလိုက်တာဒါပေမဲ့ခြေထောက်ကကျွံပြီးနစ်သွားတယ်เนาะအဲ့အနေထားရှိတယ်အဲ့တော့က American ကလည်းရွေးချယ်စရာကဘယ်လိုဖြစ်လဲဆိုတော့သူကြီးတဲ့အင်အားတွေများများထပ်ဖို့မှရမယ်အနေထားအဲ့လိုဆိုလို့ရှိရင်လည်းသူ့ပြည်သူတွေရဲ့စန့်ကျင်မှုเนาะသူ့ရဲ့စစ်စေးအခုတော့မှတနေ့ဒေါ်လာဘီလီယံနဲ့ချီကုန်တယ်1ဘီလီယံဆိုတာကတန်ပေါင်း1000ကျော်တန်တယ်အဲ့လိုအနေထားဖြစ်တဲ့အခါကျတော့ဒီပုံစံတိုင်းဆိုလို့ရှိရင်အီရန်နဲ့အမေရိကန်ရဲ့ပရိပက္ခစစ်ပွဲသည်ဆက်ကြနိုင်တယ်တခါကျွန်တော်တို့ပင်လယ်ကွေ့ဒေသကနေပြီးတော့ရေနံထွက်တဲ့ Hormuz ရေလက်ကြားကိုအီရန်ကအခုပိတ်ထားတယ်ဒါအပြင်ရေမြုပ်မိုင်းတွေလည်းချထားတယ်အဲ့လိုအနေထားဆိုတော့ရေနံတင်ပို့ဖို့အခက်အခဲတွေရှိတယ်ဒါအပြင်ကိုဘာဖြစ်လဲဆိုတော့ကျွန်တော်ရုရှားကသူရေနံခိုးရောက်တာတွေရှိတယ်နော်အဲ့ဒီရုရှားရေနံချက်ဆက်ရုံတွေကလည်းယူကရိန်းရဲ့ drone စာမိပြီးတော့ပောက်ကွဲကုန်တာတွေပျက်စီးကုန်တာတွေရှိတယ်ဒီလိုအနေထားဆိုတော့ကဘာမှာအခုဟာကရေနံ shortage ပေါ့ဗျာရေနံရှားပါမှုပြဿနာအကြီးကြီးဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံလိုတိုင်းပြည်ငယ်လေးအတွက်ကတော့ပြဿနာပူကြီးတယ်အရင်တော့ရေနံလိုချင်တယ်ဆိုလို့ရှိရင်ဘလောက်ပဲ sanction လို့ခေါ်တဲ့စီးပွားရေးပိတ်ဆို့မှုတွေလှုပ်ထားမလေးရှားတို့ထိုင်းတို့စင်ကာပူတို့ကနေတဆင့်တရုတ်တို့ကနေတဆင့်စစ်ကောင်စီကရေနံရနေသေးတယ်အခုဟာကပတ်စံပေးရင်တော့မှရေနံကမရနိုင်တဲ့အနေအထားအဲ့လိုမျိုးဖြစ်နေအဲ့လိုမျိုးဆိုတော့ဒါကပြည်သူတွေရဲ့စာဝတ်နေရေးအပြင်နော်ကျွန်တော်တို့ဒီလက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲတွေမှာလည်းဒါကကျွန်တော်တို့သွားပြီးတော့အကျိုးသက်ရောက်မှုတွေဖြစ်မှာစစ်ကောင်စီဘက်ကတော့အခုသူမှရှိတဲ့လေရင်စီနော်ဘယ်လောက်ရှိမလဲပေါ့ဗျာအဲ့တော့သူကကုန်အောင်သုံးပါပဲတကယ်လို့မြန်ကုန်သွားခဲ့သည်ရှိတော့သူတို့ဘုံကျဲတာတော့လျှော့သွားမှာပေါ့နော်တခါသူတို့ဒီကားတွေအတွက်စီမရှိတော့ရင်နော်သူတို့စစ်ကူပို့ဖို့တွေခက်ခဲတွေဖြစ်သွားမှာပေါ့အဲ့တော့ဒီလိုအနေထားတွေကြုံလာခဲ့လို့ရှိရင်ကျွန်တော်တို့တော်လှန်ရေးဘက်ကတစုံတရာဘလို့တုံ့ပြန်မလဲပေါ့နော်ဒါတွေကိုတစ်ချက်စဉ်းစားထားဖို့လည်းလိုတယ်ပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်တင်ပြချင်တယ်နောက်တစ်ခုကအခုလောလောဆယ်နော်ကျွန်တော်တို့တော်လှန်ရေးဘက်ကဆိုလို့ရှိရင်ကျွန်တော်တို့အသက်ဆုံးရှုံးမှုအနည်းဆုံးနော်လူအင်အားလည်းအများကြီးသုံးစရာမလိုဘဲနဲ့နော်လူအင်အားလည်းအများကြီးသုံးစရာမလိုဘဲနဲ့အသက်ဆုံးရှုံးမှုအနည်းဆုံးနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့နီးပညာနော်ဒါမှမဟုတ်ရှင်လည်းမဟာဗျူဟာမြောက်ခြေမုံတာပေါ့နော်အဲ့ဒါတွေကတော်တော်များများလေးထိထိရောက်လုပ်နိုင်တာတွေ့ရတယ်ဥပမာဆိုလို့ရှိရင် Brave Warrior for Myanmar ဆိုတဲ့အဖွဲ့ဆိုလို့ရှိရင်မြန်မာပြည်အနှံ့မှာမဟာဗျူဟာမြောက် target တွေကိုအမြဲတမ်းပြည့်နေနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်ပြီးခဲ့တဲ့ရက်ပိုင်းကဆိုလို့ရှိရင်ကျွန်တော်မကွေးလီတက်ကိုပြစ်တယ်နော်တောင်ငူမှာဆိုလို့ရှိရင်ဘေးနော်ကြီးတဲ့အခြေစိုက်စကန်တောင်ငူလီတက်စကန်ဒါတွေကသူနော်20ပုံမှန်လူကိုသူပြစ်နေတာတော်တော်ထိရောက်တာတွေ့ရတယ်နောက်ဆုံးဗျာပြီးခဲ့တဲ့မကြာသေးတဲ့ကာလကမန္တလေးနေပြည်တော်ဝင်းထဲကိုပြစ်လိုက်တဲ့ခါကျတော့အဲ့ထက်မှရှိတဲ့တိုင်းမှုဒုတိုင်းမှုတော့ကျွန်တော်တို့ကြားရတာပေါ့နော်သတင်းတွေဖတ်ရတဲ့ဟာအဲ့ဒါဒီပါထိတယ်မင်းအောင်လိုင်းလည်းရောက်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကြားမိတယ်အဲ့တော့အခုမင်းအွန်လိုင်းကခါကြီးပေါင်းတက်ပါတယ်ဆိုတဲ့ဟာကတကယ်ခါကြီးပေါင်းဟုတ်ရဲ့လားနော် Brave Warrior for Myanmar ကမြန်ပြစ်လိုက်တဲ့ဟာကမင်းအွန်လိုင်းကိုထိသွားပြီးတော့ဒဏ်ရာရသွားတာလားပေါ့နော်အဲ့ဒါကိုသူတို့ကဖုံးကွယ်ခြင်းလို့ခါကြီးပေါင်းလို့ဘာလို့ပေါ့ဗျာနော်ဒီလိုပြောတယ်ဆိုတော့အနေထားလဲ
ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့အဲ့တော့ပြောချင်တာကကျွန်တော်တို့ဒီဘက်ကမဟာဗျူဟာမြောက်နော် Brave Warrior for မြန်မာလိုဟာမျိုးကနေအဲ့လိုအဖွဲ့အစည်းမျိုးတွေကိုကျွန်တော်ပြည်သူတွေများများပူးပေါင်းပြီးတော့အားပေးမယ်တခါဒီလိုမျိုးလဲအဖွဲ့အစည်းအသီးသီးကလုံနိုင်မယ်ဆိုရင်အရန်ထိရောက်မယ်နောက်တစ်ခုကတော့ drones တွေကိုသုံးတာပါနော် drones တွေကိုထိထိရောက်သုံးဖို့နော်မြန်မာပြည်မှာပထမအဆုံးစော်ဩတာတော့ကျွန်တော်ပါပဲကျွန်တော်ရဲ့ပထမဆုံး live တီလဲဒီ drone ကိုသုံးပြီးတော့မင်းအောင်လိုင်းရဲ့လှိုင်ကူတဲ့ကိုကျွန်တော်တို့ကျုံးပစ်ကြမယ်ဆိုတဲ့ဟာကိုကျွန်တော်စပြီးတော့ပြောရင်းနဲ့ကျွန်တော် live လောကထဲကိုကျွန်တော်တက်လာတာဖြစ်ပါတယ်ဆိုတော့ drone ရဲ့ထိရောက်မှုကတကယ်ပြောကြမယ်ဆိုလို့ရှိရင်မြန်မာပြည်ကစသုံးတယ်လို့ပြောလို့ရတယ်မဟုတ်ကျန်တဲ့တိုင်းပြည်တွေမှာလည်းရှိတယ်စစ်ပွဲမှာကြည်ကြည်ပြည့်ပြည့်သုံးတာကိုကျွန်တော်ပြောတာနော်ဆိုတော့နောက်ပိုင်းမှာယူကရိန်းနဲ့ရုရှားတိုက်ပွဲဖြစ်တဲ့အခါမှာလည်းယူကရိန်းကထိထိရောက်နော်ရုရှားတွေကိုချိန်မုံနိုင်တာတွေ့ရတယ် drone နေနဲ့အဲ့တော့ကျွန်တော်တို့ဒီဘက်မှာ drone တွေကိုမဟာဗျူဟာမြောက်ပေါ့ဗျာနော်သုံးနိုင်မယ်ဆိုလို့ရှိရင်မင်းအောင်လိုင်းတို့တွေကိုကျွန်တော်တို့ကောင်းကောင်းမဟာဗျူဟာအသာစီးယူလို့ရတယ်လေချောင်းစုံမှုယူလို့ရတယ်ပေါ့နော်ဆိုတော့ဒါလေးကိုလည်းကျွန်တော်အကြံပြုတင်ပြကြတယ်ဆိုတော့ drone နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ဒီမှာအခုဆိုလို့ရှိရင်နာမည်ကြီးတွေဆိုလို့ရှိရင်Federal Winds တို့เนาะနောက်တစ်ခါကျတော့တခြားဖွဲ့တွေလည်းရှိပါတယ်ဗျာเนาะ drone ဖွဲ့တွေရှိတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီမှာဆိုပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုလို့ရှိရင်ဝရဇိန်နဲ့တူတူတွဲပြီးတော့ဇာမနီလည်းပါတယ်လို့တော့ကြားတယ်နေပြီးတော့အထီကိုတွားပြီးတော့တိုက်တဲ့ဟာမျိုးတွေရှိတယ်ဒါတွေကရန်သူရဲ့အသေးနှလုံးထဲအထီကိုကျွန်တော်တို့ထိထိရောက်လုံနိုင်တဲ့အနေအထားတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကတကယ်လို့မြန်เนาะဒီ drone တွေကိုထိရောက်သုံးနိုင်မယ်เนาะ Brave Warrior for မြန်မာလိုမျိုးเนาะဒေသခံဆိုင်ရာအဖွဲ့တွေနဲ့ပေါင်းပြီးတော့ local အဖွဲ့တွေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့မဟာဗျူဟာမြောက်เนาะအဝေးပြစ်တွေလုံနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အများကြီးထိရောက်တာကိုတွေ့ရတယ်တစ်ဖက်ကမင်းအောင်လိုင်းတို့ကเนาะလေချောင်းကိုအဓိကအားထားပြီးလုံနေကြတာအဲ့တော့လေချောင်းကတကယ်လို့သူတို့လေရင်စီပြတ်သွားပြီဆိုရင်သူတို့ဘာလုပ်မလဲเนาะတခါသူတို့ရှေ့တန်းကိုစစ်ကူပို့ဖို့ဆိုလို့ရှိရင်လည်းသူတို့အများစုကကားနဲ့ပို့ကြရတယ်ပေါ့နော်ရထားနဲ့ပို့မယ်ကားနဲ့ပို့မယ်သင်္ဘောနဲ့ပို့မယ်ပဲဗျာဆိုတော့ဒီဟာတွေအတွက်ကိုစီမရှိတော့လို့ရှိရင်သူတို့ဘာလုပ်မလဲဆိုတော့ဒီအကြောင်းအရာတွေကိုဒါကတော့ကျွန်တော်တို့စစ်ရေးကောင်းဆောင်တွေနိုင်ငံရေးကောင်းဆောင်တွေတိုင်းဒေသကောင်းဆောင်တွေစဉ်းစားစီခြင်းနဲ့အထူးသဖြင့်တော့ကျွန်တော်တို့ပြည်သူတွေကတကယ်လို့မြန်အငတ်ဘေးကြုံလို့နော်ပြည်သူတွေရဲ့သိခံနိုင်မှုစွမ်းအားကကုန်သွားလို့မခံနိုင်တော့လို့နော်တကယ်လို့မြန်ပြည်သူတွေကအထွေထွေလူထုအုံကြွမှုကြီး1988ကဲ့သို့ဒါမှမဟုတ်ရှင်2021အာဏာလူတဲ့အချိန်ကကဲ့သို့မြန်ဖြစ်လာခဲ့သည်ရှိတော့ကျွန်တော်တို့ဘက်ကဘယ်လိုမျိုးပြည်သူဘက်ကနေပြီးတော့ဘယ်လိုကျွန်တော်တို့တုံ့ပြန်မလဲပေါ့ဗျာเนาะဒါတွေကိုစဉ်းစားထားစေချင်တယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်အဲ့တော့ကျွန်တော်အရေးကြီးဆုံးကတော့ကျွန်တော်တော်လိုက်ရေးပဲဖြစ်ဖြစ်တိုင်းပြည်တစ်ခုပဲဖြစ်ဖြစ်အဲ့ဒီဒေသမှာရှိတဲ့လူတွေရဲ့ရှင်သန်ရေးကအဓိကအကျဆုံးပဲပြည်သူဒီသားအဓိကအကျဆုံးပဲပြည်သူမရှိရင်တိုင်းပြည်မရှိဘူးပြည်သူမရှိရင်တော်လိုက်ရေးမရှိဘူးပြည်သူမရှိရင်တော်လိုက်ရေးမရှိဆိုတာဘာကြောင့်လဲယနေ့တော်လိုက်ရေးရဲဘော်တွေဒီစစ်သားဘဝကလာတဲ့သူတွေမဟုတ်ဘူးယနေ့တော်လိုက်ရေးရဲဘော်တွေဒီအရက်သားတွေဖြစ်တယ်ပြည်သူတွေကပြည်သူဒီသားဖြစ်တယ်ဒါကိုကျွန်တော်တို့ပြန်လည်ပြီးတော့သတိရကြစေချင်တယ်ပြည်သူတွေကပြည်သူသားဖြစ်တဲ့အတွက်နော်ဒါပြည်သူကနေပေါက်ပွားလာတာပြည်သူမရှိရင်ဒီတော်လိုက်ရဲဘော်တွေဆိုတာရှိလာမှာမဟုတ်ဘူးပြည်သူတွေကပြည်သူတွေကနေပြီးတော့ပေါက်ပွားလာပြီးတော့လက်နက်ဆွဲကင်တော်လှန်နေခြင်းဖြစ်တယ်အဲ့တော့ဒီလူတွေကရှင်သန်ရေးလုံခြုံရေးကျန်းမာရေးကိုကျွန်တော်တို့ကအစင်တစိုက်ကျွန်တော်တို့အလေးထားကြရမယ်နော်အစင်တစိုက်ကျွန်တော်တို့ဒါဥထိတ်ထားရမယ်ပြည်သူနဲ့သသားတဲ့ဖြစ်ဖို့ကျွန်တော်တို့ကြိုးစားရမယ်ပြည်သူကချစ်ဖို့နော်ပြည်သူကအမြဲတမ်းထောက်ခံမှုပြည်သူကနေပြီးတော့အမြဲတမ်းလေးစားအားကိုးရတဲ့တက်တွေဖြစ်ဖို့တိတ်အရေးကြီးတယ်မင်းအောင်လိုင်းတို့တက်တွေကိုဘာကြောင့်ပြည်သူကမုန်းတယ်လဲဘာကြောင့်ဆန့်ကျင်တယ်လဲဒီကောင်းနေသည်ရက်ဆက်တဲ့ကြမ်းကြုတ်တယ်မိုက်ရိုင်းတယ်လူသက်တယ်ဓမြတိုက်တယ်မဒိန်ကျင်တယ်ဖက်စစ်သည်အကုန်ရှိတယ်အဲ့တော့ဒီကောင်တွေကဒီလိုလုပ်လို့ပြည်သူရဲ့အမုန်းကိုသူတို့ကခံကြရတယ်ဆိုတာကိုကျွန်တော်တို့ကသတိရလျက်ကျွန်တော်တို့တော်လှန်ရေးအဖွဲ့တွေကသူတို့နဲ့ဆန့်ကျင်ဘက်အကုန်လုံးပေါ့နော်ကောင်းတာတွေပဲကျွန်တော်တို့လုပ်ကြရမယ်နော်ပြည်သူကိုမျက်နှာမူတာပြည်သူကိုဥထိတ်ထားတာနော်ဒါတွေကိုကျွန်တော်တို့ကလုပ်ကြဖို့လိုတယ်ဒါကကျွန်တော်တို့နော်ဒီစာစုလိုပေါ့ဗျာနော်လင်္ကာတွေကလိုပေါ့
ကျွန်တော်တို့ပြည်သူနှလုံးမသိမ့်ကျုံးလျက်ဒါသာလွယ်ကျွေလှန်လဲခွေအန်းတဲ့အဲ့တော့ကျွန်တော်တို့ကပြည်သူရဲ့ထောက်ခံမှုကစင်စစ်မပြတ်ရဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ဒီဘက်ဒေါ်လာရေးအဝန်းဝိုင်းမှာဆိုလို့ရှိရင်ဒီကျွန်တော်တို့ရဲဘော်တွေအနေနဲ့နော်ပြည်သူနဲ့တသားတည်းရှိဖို့တကယ်လို့မြန်နော်ကျွန်တော်တို့မြေပြင်မှာအတိန်ဆောင်ရှိတယ်ဘာညာဆိုလို့ရှိရင်ချက်ချင်းပြန်လဲပြီးတော့ပြုပြင်တက်မှတ်ဖို့ဒါတိတ်အရေးကြီးပါတယ်ဆိုတော့ကျွန်တော်တို့ကဒေါ်လာရေးလုပ်ရင်လည်းတခါလေးကိုတိဆောက်ရေးလုပ်သွားမှာပါဆိုတော့မြန်မာပြည်မှာကျွန်တော်တို့က Federal Democracy ပြည်ထောင်စုကိုတည်ထောင်ပြုမယ်ဆိုပြီးတော့နော်ကျွန်တော်တို့ကရည်ရွယ်ပြီးတော့ဒီတော်လန်ရေးကြီးကိုလုပ်တာအဲ့တော့ကျွန်တော်တို့က Federal Democracy ဆိုကြတဲ့ကလူအခွင့်အရေးတွေကိုကျွန်တော်လေးစားလိုက်နာရမယ်အဲ့လူအခွင့်အရေးတွေကိုလေးစားလိုက်နာတယ်ဆိုတဲ့နေရာမှာကပြည်သူတွေပေါ်မှာလိုက်နာမှာဖြစ်တယ်လို့တော်လိုင်းရဲဘော်တွေအချင်းချင်းမှာလည်းလိုက်နာဖို့လိုတယ်ဒါအပြင်ကျွန်တော်တို့တော်လိုင်းရဲဘော်တဦးချင်းစီရဲ့လူအခွင့်အရေးကိုလည်းကျွန်တော်တို့ကလိုက်နာဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ကပုံသက်တွေကောင်းတွေဥပမာကောင်းတွေပြနိုင်ဖို့လိုတယ်ဒါမှသာလေကျွန်တော်တို့ကပြည်သူကကိုးစားတဲ့တော်လိုင်းတပ်ဖွဲ့တွေပြည်သူကအားကိုးတဲ့တော်လိုင်းတပ်ဖွဲ့တွေဖြစ်ပြီးတော့ဒီအရေးတော်ပုံကြီးကိုဆက်လက်ပြီးတော့အောင်မြင်သည့်အထိထမ်းဆောင်နိုင်မှာဖြစ်တယ်ဒါကိုကျွန်တော်အနေနဲ့ဒီသတင်းစကားကိုပေးခြင်းတယ်အဲ့တော့ကနော်ညီကုန်းချုံအနေနဲ့နော်ညီကုန်းချုံအနေနဲ့ကျွန်တော်တင်ပြချင်တာကကျွန်တော်တို့ပြည်သူတွေနော်ဘလောက်အတိုင်းအတာထိကျွန်တော်တို့သိခံနိုင်မှာလဲဒါကူတော့ကျွန်တော်တို့မှန်းရခတ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာလူမျိုးသည်မွေးခဲ့တဲ့ကသိခံခြင်းတရားကိုသိပြီးတော့မွေးလာခဲ့တဲ့လူမျိုးတွေဖြစ်တယ်နော်တခုခုဆိုလို့ရှိရင်မရှိလို့ရှိရင်တက်မရှိရင်လက်နဲ့လှော်မယ်ဆိုတဲ့လူမျိုးတွေဖြစ်တယ်အဲ့တော့ဒါမျိုးဒီကောင်းတဲ့အခါမျိုးရှိတယ်လို့နော်တခါတည်းကြလို့ရှိရင်လည်းဒီလိုမျိုးမကောင်းတဲ့နော်ခွေးအားဆိုခွေးအားမိုက်မဲအောင်လိုင်းတို့အကြမ်းဖက်တစုပေါ်မှာသိခံနိုင်တဲ့အတိုင်းတာများတဲ့အခါကျရင်လည်းဒီကောင်လေးပလင်ပေါ်မှာဆက်နေနိုင်တဲ့အချိန်ပို့ရှိတာပေါ့ဗျာ